အားလုံးပဲမင်္ဂလာပါ Learning Ice YouTube Channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဒီတကားတွေကို automatic အပိတ်လုပ်တဲ့စနစ်ကိုပြဖို့ချင်တာပါအဲ့လိုအပိတ်လုပ်တဲ့စနစ်ကိုဘာနဲ့လုပ်တာလဲ Arduino လို့ခေါ်တဲ့ open source platform တစ်ခုနဲ့လုပ်လို့ရပါတယ်ဒီတော့ Arduino ဆိုတာဘာလဲ Arduino ဆိုတာလွယ်လွယ်ပြောရရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ဒီလျှက်စစ်ပစ္စည်းတွေကိုပေါ့နော် computer program တစ်ခုထည့်သွင်းပြီးတော့ခိုင်းစေလုပ်ပြတာကိုဆိုလိုတာပါအဲ့တော့ lျှက်စစ်ပစ္စည်းတွေဆိုတာဒီ hardware တွေပေါ့နော်ဒီ hardware တွေမှာဆိုလို့ရှိရင်input hardware နဲ့ output hardware ဆိုတော့ရှိတယ်ဒီ input hardware တွေဆိုတာဒီ temperature sensor တို့light sensor တို့ motion sensor တို့sensor တွေပေါ့ဗျာoutput hardware တွေမှာကျတော့ဒီ LED တို့LCD display တို့ motor တို့ရှိမယ်အဲ့တော့ Arduino ကဒီ input hardware နဲ့ output hardware တွေကို microcontroller တစ်ခုသုံးပြီးတော့သူကထိန်းချုပ်ခိုင်းနေတာပေါ့ဒီနေရာမှာ microcontroller ဆိုတာကဒီ mini PC တစ်လုံးအနေနဲ့သူကလုပ်တယ်ပေါ့နော် Arduino မှာဆိုလို့ရှိရင်ဒီ Arduino board မှာပါတဲ့ IC ကို microcontroller အနေနဲ့အသုံးပြုတာပေါ့အဲ့တော့ Arduino နဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ဥယျာဉ်ထဲမှာရေလောက်တဲ့ program လေးတစ်ခုကို Arduino နဲ့ခိုင်းစီလို့ရတယ်ဥပမာပြောရစီဗျာမီရှူလာကရေဓာတ်နည်းနေလို့ရှိရင်ရေလောင်းပေးမယ်မဟုတ်ဘဲနဲ့ရေဓာတ်ပြည့်ဝနေလို့ရှိရင်တော့ရေမလောင်းဘူးပေါ့ဗျာအဲ့လို program လေးတစ်ခုကိုကျွန်တော်တို့ Arduino နဲ့ရေးလို့ရပါတယ်ဒီတော့ Arduino project တစ်ခုကိုလုပ်ဖို့ဘာဖြစ်လို့လဲ Arduino project တစ်ခုလုပ်ဖို့ဆိုလို့ရှိရင်အရှိမပြောထားတဲ့ hardware ဖြစ်လို့မယ်ဒီ hardware တွေကိုခိုင်းစေဖို့အတွက် computer program code တစ်ခုလိုမယ်ဒီ computer program code နဲ့ hardware တွေကိုချိတ်ဆက်ပေးဖို့အတွက် software တစ်ခုလိုပါတယ်အဲ့တော့ဒီ software ဆိုတဲ့နေရာမှာကျတော့ကျွန်တော်တို့ကဒီArduino IDE ဆိုတဲ့ software ကိုသုံးရပါတော့ပြီးတော့လို့ရှိရင်programming ဆိုတဲ့နေရာမှာကျတော့ကျွန်တော်တို့ဒီ C++ programming language တစ်ခုသုံးရဒီလို hardware တွေပြီးတော့ရှိရင်ဒီ software တွေprogram code တွေပြီးဆိုပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Arduino project တစ်ခုလုပ်လို့ရပြီနော်ပြီးတော့ Arduino တက်ထားလို့ရှိရင်ဘာတွေလုပ်လို့ရလဲဒီကျွန်တော်တို့က Arduino တက်ထားလို့ရှိရင်ဒီ IoT တို့ CNC တို့ machine learning တို့ဖြစ်သွားလို့ရှိရင် Arduino အခြေခံနေနဲ့သုံးလို့ရမယ်ဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ 3D printing တို့robot တို့ဖြစ်သွားလို့ရှိရင်လည်းဒီ Arduino အခြေခံနေနဲ့သုံးလို့ရပါတယ်ရှင်းပြရရင် Arduino ဆိုတာကျွန်တော်တို့ဒီ PR မှာ illusion number တွေပေါ်ပြတဲ့ LED breadboard တွေအားစစေရုပ်တွေမှာတုပ်တဲ့ robot အားတွေအထိကျွန်တော်တို့လုပ်လို့ရပါတယ်အဲ့တော့ဒီလိုအခြေခံကြပြီးတော့ရွေးရှိတဲ့ Arduino ပေါ့နော်ကျွန်တော်ရဲ့ channel မှာbasics ကနေပြီးတော့intermediate project တစ်ခုဖြစ်တဲ့ 4V root to car လုပ်လို့ရပါတယ်အထိကိုကျွန်တော်အနေနဲ့သိကြပေးစမ်းပါပါဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်